ပုံမှန်လေးပါစားခြင်းနဲ့တူရရှိတာများကျွန်တော်တော့ခေါက်ဆွဲနေမှာဆိုလို့ရှိရင်ပုံမှန်ကိုကြိုက်ဆုံးပါဘူးချက်ဆိုရင်လည်းမကြိုက်ဘူးပေါ့နော်ဘူးတူလည်းမကြိုက်ဘူးနာဆိုလည်းမကြိုက်ဘူးမှန်လည်းမကြိုက်ဘူးလို့လည်းမသိမကြိုက်တာနော်ဒါပေမဲ့စားလိုက်ပါဦးမယ်ကျန်းမာရေးအကောင်းကြီးတဲ့ထိတ်စားကြပါဦးနော်ကြိုက်တာမကြိုက်တာအတိအကျမဟုတ်ဘူးလောလောဆယ်ဘိုက်ပြေးဖို့အတိအကျဆိုတာပဲအဲ့တော့စားပြီးဆွဲ